ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်ပါဝင် NLD ဆိုရခေါင်းဆောင်တွေကိုကျင်းပြက်လက်စားလို့ပြည်ထောင်ကြခံနေရတယ်လို့ပြောလာတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ပိုင်ဆိုင်တဲ့လမ်းမတော်မြို့နယ်ကရွှေနန်းတော်ရွှေဆိုင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကပောက်ခွဲပြီးတော့သတိပေးလိုက်ပါပြီဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်ထားပေမဲ့နိုင်ငံရေးပုံမှန်မဟုတ်ပဲအစိုးရတရားဖြစ်ခဲ့ချိန်မှာကျင်းပြလက်စားမှုပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြည်ထောင်ကြခံနေရသူဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်ခိုင်ကပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာဝေဖန်တိုက်ခိုက်ခဲ့ပါတယ် NLD ဆိုရလက်ထက်မှာနိုင်ငံတကာကနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပေးတဲ့အကူအညီတွေနည်းပညာထောက်ပံ့တွေအတွက်ငွေများစွာရှိခဲ့ချိန်သုံးစွဲရာမှာစီစစ်သေးချစွာဘဏ္ဍာရေးစည်းမျဉ်းနဲ့ညီကိုက်ညီအောင်မသုံးစွဲခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာတာဝန်ခံရတာဖြစ်တယ်လို့လည်းသူကဆိုလာပါတယ်ဆက်လက်ပြီးမှသက်ခိုင်ကဒီဖြစ်ပျက်တွေဟာနိုင်ငံသူနိုင်ငံသားတွေတည်တည်တဲ့ကိစ္စဖြစ်တာကြောင့်ပြောဆိုရခြင်းဖြစ်တယ်လို့သူကဆိုပါတယ်သက်80ရွယ်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးထားတာ9နှစ်နီးပါးရှိနေပြီဖြစ်ကပုံမှန်14ခုအတွက်ထောင်ဒဏ်29နှစ်ချမှတ်ခံထားရပါတယ်ဒေါ်သက်ခိုင်ဟာ2014ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတစဉ်နိုင်ငံရေးလောကထဲစတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်2015ခုနှစ်ထွေထွေရွေးကောက်ပွဲမှာဒဂုံမြို့နယ်မှာအနိုင်ရပြီးပြည်သူ့လွှတ်တော်မှဖြစ်လာခဲ့က2019ခုနှစ်မှာသူ့ကိုဒဂုံမြို့နယ် NLD မြို့နယ်ဗဟိုလုံးမှုဆောင်တာဝန်နဲ့ပါတီတာဝန်တွေကနေယာယီရပ်ဆိုင်းထားပြီးနောက်ဒေါ်သက်ခိုင်က NLD ပါတီကနှုတ်ထွက်သွားတာဖြစ်ပါတယ်တကယ်တော့ဒေါ်သက်ခိုင်ဟာ NLD ပါတီကနေမနှုတ်ထွက်ခင်ကတည်းကပါတီတစ်ကိုတည်ထောင်နေခဲ့တာဖြစ်ပြီး2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီဆိုပြီးထွက်ပေါ်လာခဲ့တာပါအဲ့ဒီနောက်2020ပြည့်နှစ်ရွေးကောက်ပွဲမှာပြည်တုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်ခိုင်ဟာမယန်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်မေဝင်းမြင့်အားအပြတ်သက်ရှုံးနိမ့်ခဲ့ပါတယ်နောက်ပိုင်းမှာဒေါ်သက်ခိုင်က NLD ပါတီပေါ်ဝေဖန်ပုတ်ခတ်မှုတွေဆက်တိုက်လှုပ်ဆောင်လာခဲ့တာပါမကြာသေးခင်ကပဲ NLD ပါတီဟာဒီမိုကရေစီစံနှုန်းတွေနဲ့အုပ်ချုပ်မယ်လို့ယူဆခဲ့ပေမဲ့ထင်သားသလိုမဟုတ်ခဲ့ဘူးလို့ PPP ပါတီဥက္ကဋ္ဌဒေါ်သက်ခိုင်ကစစ်တပ်ဝါဒဖြန့်မီဒီယာတစ်ခုကနေဝေဖန်ပြောဆိုလိုက်ပါတယ်လက်ရှိချိန်မှာတော့ဒေါ်သက်ခိုင်ကဒီဇင်ဘာမှာအာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအတွက်ကြိုတင်မဲဆွယ်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်